ဒီအပိုင်းရဲ့အစမှာ MC တယောက်တက်တော်ဆောင်နေရွေးဖို့တကားဖွင့်လိုက်တာနဲ့တိတ်ဆိတ်ပြီးကြောက်ဖို့ကောင်းတဲ့အခန်းထဲကြောက်စရာမျက်နှာထားတွေနဲ့စိုက်ကြည့်နေကြတော့ MC တယောက်ကြောက်ကြောက်လန့်လန့်နဲ့အားလုံးပဲမင်္ဂလာပါလို့မိတ်ဆက်လိုက်တယ်။ MC တယောက်ဘွားတော်ကြီးကိုဒါကဘာတွေလဲဆိုကအထွန်းတက်လိုက်တယ်။ဘွားတော်ကတိုကန်မရှိရင်ဒါပဲရမယ်။ဒါလေးတောင်မသိရင်မင်းဒီကမဟုတ်ဘူးမလားဆိုကလူတက်ငွေအပြည့်နဲ့ကြည်ပြောလိုက်တယ်။ MC လဲလန့်လန့်နဲ့မဟုတ်ပါဘူးဆိုနေတော့ထို့ချိန်ခေါင်းဆောင်အဖွားကြီးကစိတ်မပူပါနဲ့ငါတို့ကခိုင်းသမျှလုပ်ပေမဲ့ ED အပျော်မလှဲ့စားပါဘူးဆိုကငါတို့ night runner ကတာမန်တက်တော်ဆောင်နေနဲ့မတူလို့ဈေးပေါ့မရဘူးဈေးကြီးတာကလွယ်အရာရာတာပါတယ်ပြီးတော့အဖွားကြီးကဒါဆိုဈေးစကားပြောအောင်ဆိုပြီးဟိုဘေးကနှစ်ယောက်ကငွေသားဘလောက်ဒီတယောက်ကဘလောက်ဆိုပြီးပြောပါတယ်နောက်ဆုံးတက်တော်ဆောင်ကိုဝယ်ရင်သူတို့တက်လုံးမင်းပိုင်ပြီးမမွေးပဲကလေးရတယ်လို့ဘောဆိုပြီးပြောလိုက်ပေမဲ့ဟိုနောက်ကတယောက်တော့မပါဘူးဆိုပါတယ် MC ကအဲ့ဒီဘက်ကိုကြည့်လိုက်တော့ဝမ်းနဲ့ကြည်ခွဲနေပြီးဖြစ်တဲ့တက်ချင်စိတ်အပြင်းနဲ့လူတယောက်ကိုမြင်တော့ဘေးကိုသွားပြီးတေချာကြည့်လိုက်ပါတယ်ဆိုတဲ့အကြောင်းရပါ MC တယောက်ကဒီတယောက်ဘလောက်ဈေးလဲမေးလိုက်တဲ့အခါအဖွားကြီးကအလကားယူသွားပါဆိုတော့ MC လန့်သွားတာပေါ့အဖွားကြီးကသူ့ကိုအလကားသာယူသွားပါဝင်ဆောင်ကအနေနဲ့ငွေတစ်စက်ပဲပေးခဲ့ပါဆိုတော့ MC ဒါပေမဲ့သူဆိုတာနဲ့တက်တော်ဆောင်ကပါကြားဖြတ်ပြီးကျွန်တော်ဘာမှသုံးစားမရတော့တဲ့လူမျိုးပါဆိုပြီးဝန်ခံလိုက်တဲ့အကြောင်းရပါ MC ကတက်တော်ဆောင်ကိုဝယ်လိုက်ပြီးဌာနအပြန်မှာဟေးလိုမင်းဒီထက်ပိုမြင်မရှောက်နိုင်ဘူးလားဆိုပြီးပြောပေမဲ့အေးပေါ့လေဈေးအချို့ဆုံးဆိုတော့လေဒီလောက်ပဲပေါ့နောက်မှနောက်တယောက်နဲ့သွားလဲတာပေါ့ဆိုပြီးတွေးလိုက်သေးတယ်အဲ့ဒီခါတက်တော်ဆောင်ကကျွန်တော်ရဲ့ညံပြမှုကိုခွင့်လွှတ်ပေးပါကျွန်တော်ကိုသခင်ကြိုက်တဲ့အပြစ်ပေးပါဆိုရင်တကူလုံးတုံလုံးနေတာမြင်တော့ MC မင်းနာနေသလားမေးတော့တက်တော်ဆောင်ခမမလျှောက်ထားရပါဘူးသခင်ကျွန်တော်အဆင်ပြေပါတယ်ဆိုပြီး MC ကငါခက်မှန်းတာလွဲသွားပုံပဲငါခန္ဓာဗေဒအကြောင်းသိမကြွမ်းသေးသလိုပဲရှက်ဖို့ကောင်းလိုက်တာဆိုပြီးတွေးနေတော့အနောက်ကတရင်တရန်လိုက်လာတဲ့လူကိုတတိမထားမိခဲ့ပါဘူးအဲ့ဒီနောက် MC ကဘာလို့အစာအိမ်ကအောင်းလာရပြန်တာလဲနာတယ်ဟာဆိုတော့အနောက်ကနေသခင်နေမကောင်းဘူးလားလို့မေးလာတန်ကြားရပါတယ် MC ကလည်းအစိမ့်မိပြီးမကြခင်သိမယ်ဆိုရင်ဘလို့ထင်လဲလို့ပြန်မေးလိုက်တဲ့တက်တော်ဆောင်ကရိုင်းပြမိတာခွင့်လွတ်ပါဆိုပြီး MC လက်တို့ဆွဲကင်ကစစ်ဆေးပေးတာကိုမြင်တော့ MC ကဘာလို့ရုတ်တရက်ငါလက်လာကင်တာလဲတွေးနေတယ်အဲ့ဒီနောက်တက်တော်ဆောင်ကရိုင်းပြမှုအတွက်ခွင့်လွတ်ပါကျွန်တော်ညံပြမှုအတွက်တောင်းပန်ပါတယ်သခင်ရဲ့ယောဂဘာမှမသိလို့ပါဆိုနေတော့ MC ကမင်းဘာလို့မျက်နှာပြတ်နေတာလဲငါဘာဖြစ်လို့လဲဆိုပြီးမေးလိုက်တဲ့ဒီမှာတဲ့အပိုင်း3ပြီးဆုံးသွားခဲ့ပါတယ်ကြိုက်နေတဲ့ရင် like share လေးလုပ်ပေးသွားပါဦး